ဒီကနေ့မှာတော့ကျွန်တော်တို့ရွာလေးရဲ့ရှေ့ဘက်မှာရှိတဲ့ရှမ်းရုံမတောင်တန်းကြီးကနေသွေးဆင်းလာတဲ့ကားငယ်ပုံတရံတောင်းဆွဲတောင်းထွတ်တစ်ခုဖြစ်တဲ့ရွှေချောင်းကုန်းတောင်တော်ကိုကျောင်းပိတ်ရဲလေးမှာကျွန်တော်တပည့်လေးတွေရဲ့စုစုပေါင်းအယောက်30နဲ့1ယောက်တို့ဟာလုံအားဒါနပြုဖို့အတွက်ရွှေချောင်းကုန်းတောင်တော်ဘုတ်ကိုတက်ရောက်မှာပဲဖြစ်ပါတယ်ဒီရွှေချောင်းကုန်းတောင်တော်ဟာဆိုလို့ရှင်အနန္တကျေးဇူးတော်ရှင်မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးရဲ့ပထမဦးစွာတောထွက်ခဲ့တဲ့သာသနာပြုနယ်မြေလေးတစ်ခုပဲဖြစ်ပါတယ်အခုကတော့တောင်တော်ကိုတက်ရောက်ရာလမ်းကလေးလေးပဲဖြစ်ပါတယ်တောင်တက်လမ်းဟာအနည်းငယ်မတ်ဆောက်ပြီးတော့ဝေပေါင်း17ကွေ့ရှိပါတယ်ကွေးတစ်ခုစီကြားမှာလမ်းညွန်ဆိုင်းပုတ်များကိုကတ်ထားပြီးတော့တောင်တော်ဘော်ကိုတရွေချင်းဂီယာကြီးဖြင့်တလိန်ချင်းတက်ရောက်ရတာဖြစ်ပါတယ်တောင်တက်လမ်းရဲ့ဘေးတစ်ပတ်တစ်ချက်မှာဆိုလို့ရှင်တစ်ပင်တစ်တော်တွေရဲ့လှပတွေကိုရှုစားနိုင်မှာပဲဖြစ်ပါတယ်တောင်တော်ဘော်ကိုတက်ရောက်ရာလမ်းတစ်လျှောက်မှာဆိုလို့ရှင်တင်သက်ရှိမောဘွေရအခိုက်အတန့်ကိုလမ်းကလေးကတော့တော်တော်လေးကိုမှမတ်ဆောက်ပါတယ်အကွေ့တွေကဆိုလို့ရှင်လည်းပဲရောင်စစ်ကွေးလိုမျိုးတွေဖြစ်တဲ့အတွက်ကြောင့်မလို့ကွေ့ရတာမောင်းရတာတော့တော်တော်လေးကိုမှကျွမ်းကျင်မှကိုအဆင်ပြေမှာဖြစ်ပါတယ်ဒီလိုကွေပေါင်းဟာ17ကွေးလောက်ကိုရှိတာဖြစ်ပါတယ်နည်းနည်းလေးတော့ရင်သက်ရှိမောဘွေရကောင်းပါတယ်တဖြည်းဖြည်းနဲ့တောင်တော်ရဲ့တောင်ကြီးမှာတော်တော်လေးအေးနေပြီမဲ့တောင်တော်ရောက်လာတဲ့အခါမှာတဖြည်းဖြည်းနှွေးလာတာကိုခံစားလို့ရပါတယ်ဒီရွှေချောင်းကုန်းတောင်တော်ဟာပြူခစ်ကပဲစခဲ့တယ်လို့မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးကိုယ်တိုင်မိန့်တော်မူခဲ့ပါတယ်ပြူခစ်ပြီးတော့ရှမ်းခစ်ပြီးပကံခစ်ပြီးတော့ယခုလွတ်လပ်ပြီးခစ်ဆိုပြီးတော့ခစ်လေးခစ်စလုံးမှာဆိုလို့ရှင်ဒီသာသနာဟာထွန်းကားခဲ့တယ်လို့ဆရာတော်ဘုရားကြီးရေးသားတဲ့စာအုပ်တွေမှာဖတ်ရှုလေ့လာမှတ်သားရပါတယ်တောင်တော်တက်လာတဲ့အခါမှာတဖြည်းဖြည်းနှွေးလာသလိုခံစားရတယ်ဗျတောင်ကြီးမှာတော့နည်းနည်းလေးအေးတယ်ဒီတောင်တော်ကနည်းနည်းလေးတော့ထူးဆန်းနေဗျတောင်ပေါ်ရောက်လို့ရှင်စောင်းတွဲမှာတော့မှနှွေးနေတယ်နှွေးကျက်လို့ရှင်လည်းပဲတောင်ပေါ်ကအေးနေတာမျိုးပေါ့ကျေးဇူးတော်ရှင်ဆရာတော်ဘုရားကြီးကိုယ်တိုင်မိန့်တော်မူခဲ့တာတခုရှိပါတယ်ဆရာတော်ဘုရားကြီးမိန့်တော်မူခဲ့တာကရွှေချောင်းကုန်းတောင်ဤစောင်းတည်အေးဆက်ရှင်မရှိတောင်တွင်းရှိဓာတ်တဘာဝတစ်မျိုးကြောင့်ပင်ဖြစ်နိုင်တယ်အထက်ရူပါတောင်ရှမ်းရိုးမတောင်တန်းကြီးတွေနဲ့မျိုးကအယိုးကွဲလွတ်မတက်အေးတယ်ထိုရူပါတောင်နေရှမ်းတို့ဝါကုန်းကတ်ကြီးများအထက်အောက်ခွင့်မပေးလို့ရှင်ထိုအေးတံကိုပင်မခံနိုင်ဘူးဆိုကြတယ်တဖန်ရွှေချောင်းကုန်းတောင်ချေမြေပြန့်ရှိရွာတွေမှာလည်းအေးလွန်ကဲလှပါတယ်ဒီရွှေချောင်းကုန်းတောင်၌မျိုးကစောင်းမှလည်းမအေးနှွေမှလည်းမပူနှွေလေပြည်သွေးကြီးဖြစ်လေရာကမထန်းအလုပ်လူဝင်မလျှော့ရင်ဟုတ်တိပတ်တိဖြစ်နိုင်တယ်ဆိုပြီးတော့ဆရာတော်ဘုရားကြီးကမိန့်တော်မူခဲ့တာကိုမှတ်သားခဲ့ဘူးပါတယ်ဒါကြောင့်ဒီတောင်တော်ရဲ့ယာတိဥတုဟာအနှဲငယ်ထူးကဲလှပါတယ်တောင်ထဲမှာရှိတဲ့ဓာတ်တဘာဝတစ်မျိုးကြောင့်ဖြစ်နိုင်တယ်လို့မှတ်သားရပါတယ်ဒါတော့ကျွန်တော်တို့တောင်ပေါ်ကိုရောက်ပါပြီတောင်ရဲ့ကားကွင်းနေရာကိုရောက်ပါပြီဗီဒီယိုရိုက်ဒါတော့ဟိုအောက်ကဟိုပြင်းကြီးကားကိုတော်နေရာနေပြီးတော့ချက်သိမ်းတောင်းထိအောင်ကလေးတွေတဲတွေအုပ်တွေကိုသူတို့တက်နိုင်သမျှထမ်းတယ်ပြီးတော့လောက်အားဒါနပြုနေကြတာဖြစ်ပါတယ်ကဲရောက်နေအဲ့မမျိုးဟုတ်ယူရတော့လားဟောဒီနားလေးမလေးရဲ့
တစ်ချက်လောက်မောကြည့်ပါဦးတစ်ချက်လောက်လေးပါတစ်ချက်လောက်လေးပါ စီတူကမောကြည့်လားကျန်ကြည့်ပါဦး